hello ဆန်း hello ဒိုးလိုက်ကမန္တလေးကလူတွေတအားဟိုဖြစ်တယ်နော်မန္တလေးကလူတွေပဲပြောဖို့တော့ကောင်းတယ်တို့လည်းမန္တလေးသူလုံးလိုက်ရင်ကောင်းမလားမသိ ID hello ကိုမြင့်ဆောင်တော့ဖြစ်စင်ဒါမှဖြစ်လို့မရတော့7မြင့်ဆောင်ဖြစ်နေပြီတို့တော့မဖြစ်နိုင်တော့ဘာလို့လဲမသိအဲ့လိုမန္တလေးကိုတော့ကြိုက်တယ်ကွာဒီလားမန္တလေးကိုကြိုက်တယ်စားတောက်ဖြစ်နေလို့ထိုင်လို့လဲကောင်းတယ်လို့ခံစားရတယ်ရန်ကုန်မှာဆိုလို့ရှိရင်နည်းနည်းရှုပ်ထွေးတယ်ကွယ်ဒီလားမန္တလေးကအဲ့လိုရှင်းရှင်းလင်းလင်းလေးငန်းငွေသစ္စာမဟုတ်ချင်နေရပဲမဟုတ်ဘူးအဲ့လိုရန်ကုန်မှာဆိုအဓိကလေအဲ့လိုရှုပ်ထွေးကြီးကိုမကြိုက်တာကွာဒီလားမန္တလေးမှာဆိုလို့ရှိရင်သူ့အနေနဲ့သူဘယ်လိုပြောမလဲတစ်မျိုးလေးပေါ့နော်အဲ့လိုတိမန္တလေးရောက်လို့ရှိရင်အဲ့လိုရန်ကုန်နဲ့ခံစားချက်မတူဘူးလို့အများတန်းခံစားရတယ်ဗျဘာလို့လဲမသိအဲ့လိုရန်ကုန်မှာကျတော့ရန်ရှုပ်ထွေးနဲ့လိုင်းကားတွေနဲ့ဘားတွေညာနဲ့အဲ့ဒါကြီးတော်တော်ဆိုးတယ်အဲ့ဒါတော့ကွာတာပေါ့နော်ဆိုင်ငယ်တော့ရှုပ်တာပေါ့ဒါပေမဲ့တော့မပြောရင်ပြောကြိုက်တာလုံးတယ်တင်မောထိတ်နှစ်ဖက်တော့မြင်နေရညီမမတဘောပဲနော်အဲ့လိုမျိုးမိမိဟယ်လိုအဲ့လိုရှုပ်ထွေးအဲ့လိုလိုင်းကားတို့ဘာလို့ညာအဲ့လိုမျိုးကြက်ညက်ပတတရက်ပြီးရှုပ်ထွေးနေရမျိုးကြီးမရှိတာကိုသဘောကျတယ်အဲ့လိုပဲပြီးတော့လေဘလို့ဟိုလိုမျိုးနေရရှိရလေမန္တလေးမှာအဲ့လိုသူများကြီးခီးခဏသွားကြအဲ့နားလေးမှာလေဘာအညာကြီးပေါ့နော်ဟိုတလောအောင်တွေးလိုက်သေးရဲ့အဲ့လိုမျိုးရှည်တွေနဲ့လေအပ်ပါတော့ဘာလည်းမသိတော့ဟဲ့နမဲနှလုံးနဲ့ပဲမေ့သွား3000ချရတယ်89 hello အဲ့လိုမျိုးနေရတယ်ကွာအဲ့လိုမျိုးဟိုပြုံးလင်ဆိုလဲပြုံးလင်သွားလို့ရတယ်အဲ့လိုမျိုးပေါ့တောင်ပေါ်ရတာခံစားခြင်းလဲအဲ့လိုမျိုးပုံစံမျိုးလဲသွားကြအေးစစ်စစ်အဲ့လိုမျိုးရိုက်တယ်ဒလလေးတွေဟာခဏနော်အဲ့လိုမျိုးပြောတာရန်ကုန်မှာဆိုလို့ရှိရင်အဲ့လိုမျိုးအရန်နေရာရှိမနေဘူးရှိတော့ရှိတယ်အရန်ဝေးပြီးတော့ဘယ်လိုပြောဘာမှမရှိတော့ဘယ်မှမသွားကြဘူးကွာဒီအဲ့လိုမျိုးထဲမှာပဲတပတ်လေးလဲနေအဲ့ဒါမျိုး1 million ပြင်ပေးတဲ့တပတ်လဲနေအဲ့လိုမျိုးမကြိုက်သိတယ်အဲ့နေရအော်သူတို့ရတဲ့မနေ့တည်းအကျွေးတောင်းနေကြတယ်ဗျနော် hello အေးလို့ကျွေးတောင်းခံနေရတယ်လို့ပဲတူပဲကိုနောက် hello မင်္ဂလာပါရှင်ကိုနိုင် hello ID လေးမင်္ဂလာပါhow are you လောက်20တောင်ပြန်ကြသွားရင်မေးပြမတွေ့ရကြ